ခါးတောက်တွေကိုရင်ထိတ်ထိခွဲထားဒီရင်ထိတ်နေရာကနေမှ 0.7 cm လောက်ကိုခွာထားရင်ထိတ်နဲ့ရင်ရောက်ရဲ့တဝက်နေရာလောက်မှာပေပေးကိုထိဒီဘက်ကိုသုံးပြီးတော့ဒီဘက်ကရှေ့ကျင်နေရာတုံးနဲ့မြင်းဆက်ပေးထားဒီ F2 တဲ့ရေကူးတောင်မြင်းကိုဒီကောင်ကိုတက်မှတ်ပြီးတော့သုံးမယ်ရင်ကြားတောက်ရဲ့မြင်းကိုရင်ထိတ်ထိခွဲဒီဘက်ကမြင်းပုံကိုချက်ပြီးတော့ဓာတ်ကိုပိတ်ထားလိုက်မယ်နော်လေဘင်းဒီနေရာကဓာတ်ကိုလည်းရင်ထိတ်ထိခွဲလေဘင်းဓာတ်ကိုလည်းတောက်ဖြောက်ပေးထားဒီလေဘင်းဓာတ်ကိုလည်းတောက်ဖြောက်ထားဒီနားလေးမှာလိုအပ်တဲ့လောက်ကိုထပ်ဖြည့်ထားဒီနားလေးမှာလည်းနည်းနည်းပဲလိုတယ်ဖြည့်ထားပေးထိုက်ဝင်သွားတဲ့ရလက်မျိုးဖြစ်နေတယ်အဲ့နားလေးကိုတော့ပြည့်ပြည့်တဲ့ရလက်မျိုးလေးပြောင်းထားပြီနော်နည်းနည်းလေးပြန်ပြီးတော့ဖြည့်ထားပြီရေကူးတော့ရဲ့ဒီအခုံးနေရာမှာပေပေးကိုဓာမျိုးလေးလာထိထားဒီရေရောက်နေရာကိုသုံးပြီးတော့မြင့်ဆက်ပေးထားလိုက်ဒီဘက်က F1 တဲ့ရေကူးတော့မြင်းကိုဒီမျိုးကိုပဲအမှတ်သတ်မှတ်ပြီးတော့သုံးမယ်ရေကူးတော့မြင်းလေးကိုသုံးပြီးတော့ညှက်မယ်နော်ဒီနောက်တောက်လျှောက်ကိုညှက်ဒီ F2 ဘက်ကရေကူးတော့မြင်းတွေကိုလည်းညှက်မယ် F1 နဲ့ F2 ရဲ့ရေရောက်မှတ်တွေကိုထိထားပေးပြီးတော့ဒီနောက်တောက်လျှောက်ကိုအတိုင်းတိုင်းမယ်ဒီဘက် F1 မှာရှိနေတဲ့ဒီရင်ထိတ်မှတ်ပေါ့နော်အဲ့ဒီရင်ထိတ်မှတ်ကိုဒီဘက် F2 ဘက်ကိုကူးယူထားပြီးတော့ဒီနောက်တောက်လျှောက်ကိုလည်းတိုင်းဒီဘက်ရောက်လို့ရှိရင်သူကကျတော့ခုနကတော့ဒီဘက်မှာစားရရလေးပါတဲ့အတွက်ကြောင့်မလို့ဒီ F2 ရဲ့ရလက်ကလေဒီကောင်နဲ့မညီတော့ဘူးညော့နေတယ်အဲ့တော့ကျတော့ဒီ F1 ကိုပဲအနှံယူပြီးတော့ဒီနားကိုဖြည့်ထားပေးဒီဖြည့်ထားတဲ့နေရာကိုအောက်ဘက်ကဒီဘက်ဂျိုင်းဝိုင်းနဲ့ဂျိုင်းဝိုင်းမြင်းအစ်စ်ကိုပြန်ဆက်ပြီးတော့ဆွဲထားဒီ F2 ရဲ့ဂျိုင်းဝိုင်းမြင်းကိုဒီကောင်ကိုပဲအမှတ်သတ်မှတ်ပြီးတော့သုံး